Hello အားလုံးမင်္ဂလာပါရှင်အကုန်လုံးကောက်တော်နေဖြစ်ပါစေနော်မဟုတ်အသေးဒီပေးဒီလူရောကောမရေးဒီလူရောအသေးမပေးဒီလူရောမုံဒီလူရောရှစ်ဒီလူရောအကုန်လုံးကျမ်းမာချမ်းသာကြပါစေနော်ဒီနေ့ကသိခံတယ်ဆိုတာကနော်ထမင်းစားလို့ငါမရှိတာသိခံတာမဟုတ်ပါဘူးနော်ရေမရှိလို့ရေမရှိလို့ရေမရှိရတာသိခံတာမဟုတ်ဘူးနော်ကဲနှဖူးတွေးဒူးတွေးကွယ်နော်ကိုလာဆေးနေပြီတယောက်ကနော်အဲ့ဒါကိုသိခံရမှာဖျောက်ပြောတာအဲ့ဒါမှသိခံတယ်လို့ခေါ်တာနော်အယုတ်လှရှင်နေဟာလားအယုတ်လှရှင်နေတဲ့အဲ့ဒါကြောင့်အယုတ်လှရှင်ရင်သိခံရမယ်နော်သိခံပါနော်သိခံခြင်းကအောင်မြင်ခြင်းပါနော်ဖျောက်နဲ့ဒီဝဒဲနဲ့ကိုကြည်လိုက်နော်ဖျောက်ဟာဘလောက်သိခံလေးဆိုတာဒီဝဒဲအပေါ်မှာနော်နောက်ဆုံးတော့အဖြေကသိရတာပဲဒါပေမဲ့အမှန်တရားဆိုတာတော့လူများခါတယ်အမှန်တရားကနောက်မှပေါ်တာနော်ဘာမှမစင်စားဒီလူကြတော့ဟိုဘသူဘာပြောဟာလာရုပ်လိုက်တာပဲအဲ့ဒါကြောင့်နော်နှစ်ဖက်ပေးထားတာနော်မြောင်နော်ထောက်ပါလဲနော်အဲ့ဒါကြောင့်သူများလာစီလေးသိခံပါနော်သိခံရမယ်လေသိခံမှကိုကအောင်မြင်မှာပေါ့ဟလားဖျော်အဲ့လိုသိမခံရင်ဖျော်မဖြစ်ဘူးနော်ဘသူမဆိုပဲနော်ကောင်းတာလုံတိလူဆိုရင်အဲ့လိုပဲတိုက်ခိုက်ရှိတာပဲနော်အဲ့ဒါကြောင့်သိခံပါနော်သိခံရှင်ရအောင်မြင်ရှင်းပါနော်ကိုဖက်ကတကယ်တီလာရှိအောင်နော်ကိုချင်းတယောက်ပြေးအောင်နေပါနော်အဲ့ဆေးလေးလူကသူကသူလေပဲနော်တချို့ကအမားသူဆေးတော့ပြန်ဆေးမှာပေါ့အဲ့လိုမဆေးနဲ့အဲ့ဒါကသူနဲ့ကိုနဲ့တန်းလာညှိတာနော်တချို့ကဟိုအေးဆေးနေတဲ့လူဆိုရင်သူတို့ကအဲ့လိုဒီကောင်မကငါတို့ဂယူးမဆိုင်တာလားဘာညာပေါ့အဲ့လိုခတီတီအဲ့လိုလှုပ်ရှင်နေဒီလားသူတို့နဲ့တန်ညှိရှင်တာပေါ့နော်အလကနေဒီလူကအဲ့လိုပြဿနာလာရှာတာအစရှာလို့မရတော့လာဆေးတယ်အဲ့ဒါကိုကအဲ့ဒါပြောလိုက်ရင်အဲ့ဒါငေါ့စာလာဟဲတဲ့ဟာကိုကအဲ့ငေါ့ကိုကြိုက်လိုက်တယ်နဲ့အတူတူပဲအဲ့ဒါကြောင့်နော်ကျဲဟာလေအဲ့လိုပဲသူများအိမ်သွားတဲ့ကျဲဟာအဲပါလာစမြည်ပဲအဲ့ဒါကြောင့်နော်အဲ့လိုမဖြေရလေအောင်ကိုကကိုတယောက်တည်းကိုအေးစင်းနေလွယ်နော်နောက်ပြီးတော့ဟိုအပေါက်သင်းပေါင်းရင်လေးကြည့်ပြီးပေါင်းနော်အပေါက်သင်းကြောက်လေးဘောကပျက်စီးနိုင်တယ်အပေါက်သင်းကြောက်လေးအပေါ်ကိုရောက်တက်တယ်နော်အဲ့ဒါကြောင့်ကိုကလာစီတယ်ဟာလားလာစီလေသိခံရမယ်အဲ့ဒါကိုဖျောက်ပြောတာသိခံတယ်ဆိုတာအဲ့ဒါကိုပြောတာထမင်းစားဖို့ငါမရှိဘူးဆိုတာသိခံတာမဟုတ်ဘူးနော်သိခံတဲ့လူဟာတကယ်ကိုအောင်မြင်တယ်တကယ်ပါနော်ခန္တီပါရမီအဲ့ဒါမှဖြစ်ရတာနော်အဲ့ဒါကတကယ်သိခံတဲ့အစစ်ပြန်မစင်းနဲ့သူကသူပဇာညုတ်တဲနေပြီအဲ့လိုကိုကျေးဇူးတင်ပါတယ်